Ciao tutti, hi everyone. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ Italian grammar နဲ့ပတ်သက်ပြီးတော့ L apostrophe နဲ့တွဲသုံးရသောအမှတ်နံများအကြောင်းကိုပြောပြပေးချင်ပါတယ်။ L apostrophe နဲ့တွဲသုံးတဲ့အဖိုနံတွေရှိသလိုအမှတ်နံတွေလည်းရှိပါတယ်။ L'amica, the friend, ရမင်းကလေးတငယ်ချင်းမ l'acqua, water, l'ape, bee, l'isola, island, l'ombra, shade ဖတ်တဲ့အခါမှာလည်းကြံခဲ့တဲ့အခောက်ကကျွန်မပြောသလို L apostrophe ခွဲမဖတ်ရပါဘူး l'amica, l'acqua, l'ape, l'isola, l'ombra, no? L'amica, l'acqua, l'ape, l'isola, l'ombra. ဒီစကားလုံး၅လုံးနဲ့ခွဲထားတဲ့ဝကြ၅ချောင်းကိုလည်းကြည့်ရအောင်ကျွန်တော်ဆိုဝကြအရင်တိဆောက်ပေးခြင်းဒါပေမဲ့ကျွန်တော်တို့တစ်စင်မိတစ်စီဒီအုတ်ခဲလေးတစ်လုံးမိတစ်လုံးအကြောင်းကိုဘာဖြစ်လေ့လာတယ်နံလို့ခေါ်တဲ့အုတ်ခဲလေးအကြောင်းကိုတော့မပြီးသေးပါဘူးဆက်လက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ် L'amica di Marta è alta. L'amica di Marta è alta. Marta ရဲ့တငယ်ချင်းဟာအရက်ရှိပါတယ် L'acqua è fredda. L'acqua è fredda. ရေဟာအေးတယ် L'ape vola tra i fiori. L'ape vola tra i fiori. ပြားကလေးဟာပန်းနေကြထဲမှာပြန်သန်းပါတယ် L'isola è molto bella. L'isola è molto bella. ကျွန်းကလေးဟာရမ်းမဲ့လှပပါတယ် L'ombra dell'albero è fresca. L'ombra dell'albero è fresca. တစ်ပင်ရဲ့အရိပ်ကအေးမြပါတယ်ဒီစကလုံး၅လုံးဖြင့်တခြားစကလုံးတွေကို file ထဲအနေနဲ့စစ်စစ်တင်ပြပေးမယ်လေ့လာပါစစ်စစ် page ကိုလည်း follow and share လုပ်ပေးဖို့မမေ့ကြပါနဲ့ Ci vediamo ciao